Legend Skin ရဲ့ record အကုန်လုံးက spot တနေရာထဲမှာနေပြီးသွားကြပါအများစုကအပေါ်ပြန်တက်သွားတဲ့ record ပဲပါပဲ Guinevere ကတော့ကြောက်ဆောင်တွေနဲ့အတူ gate တစ်ခုဖန်တီးလိုက်ပြီး8 gate ကိုဖျက်ပြလိုက်တယ် Priest ထဲမှာလည်း8 gate နဲ့အတူလမ်းလျှောက်ရင်းပေါ်လာတယ်တခြား legend တွေလို spot တနေရာထဲမှာ record ပြတာမဟုတ်ပဲသူ့ record effect range ထပ်ကိုနည်းနည်းကျော်ပြီးရှောက်ပြလိုက်တာကြောင့် Guinevere Legend Skin ရဲ့ record လည်း outstanding ဖြစ်သွားပါတယ်တစ်ချက်စင်းစီတိုင်းမှာ Zodiac sign effect လေးတွေတွဲပါနေပြီး passive တစ်ချက်မှာဆိုရင်ချိန်ငယ် epic တုန်းကလိုလှုပ်နေတဲ့ Zodiac effect လေးကိုတွေ့ရတယ် energy အလုံးလေးရောက်တော့စိတ်ကိုကြီးသွားတယ်ပြီးရင် effect ကတစ်ချက်ထွက်လာပေမဲ့တော်တော်လေးမတိယူတာဘူးဖြစ်နေရဲ့ဒီချက်ထင်ထင်ရှားရှားလေးတော့လုပ်ပေးစေခြင်းနဲ့ passive hit ရဲ့ energy လုံးဝတော့မိုက်ပါရဲ့Markin ရဲ့ design ကအရင် skin တွေမှာပန်းမွေးပုံစံတွေအများကြီးဆုံးသုံးခဲ့ပေမဲ့ Legend Skin ကပန်းမွေးလို့တော့မထင်ဘူးမြေခွေးမျက်လုံးလုံးနေရွက်နှစ်ဖက်နဲ့အလဲက energy particle လေးကိုကိုစားပြုတဲ့ design လို့တော့ထင်တယ်ခြုံကြည့်ရရင်တော့ basic အထက်ကမစိုးပါဘူးညာနုရောင်အဓိကသုံးထားပြီးအနီရောင်ဖြောင်တို့နဲ့တွဲသုံးထားရဲ့ holographic runes တွေကဘက်တဲ့မှာတတိထားမိဆုံးလို့ပြောရမယ် design ကChinese culture နဲ့ technology ကိုရောထားတဲ့ design ဖြစ်နိုင်တယ်ဒီမှာလဲဘယ် Legend Skin မပါသေးရဲ့ character action တစ်ခုပါလာပါပဲအဲ့အပြင်အတန်ပါတဲ့ custom action တစ်ခုပါထပ်ပါသေးရဲ့အဲ့နှစ်ချက်ကဒီ skin ကို outstanding ဖြစ်သွားစေပါတယ် passive ထနေရဲ့အချိန်လက်နက်ဖက်က Zodiac effect လေးတွေရတယ်လာရဲ့